အားလုံးပဲမင်္ဂလာပါ5မြန်မာ channel မှာတက်ဖန်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပထမကဘာစီကြီးဘလို့စတင်ခဲ့တယ်လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီပထမကဘာစီကြီးအကြောင်းကိုတေချာပြန်တွေးကြည့်ရင်တကယ့်ကိုယဉ်လေးစရာလဲကောင်းတယ်လို့အံ့ဩဖို့လဲကောင်းလောက်အောင်အဖြစ်ဖြစ်တွေကအများကြီးရှိခဲ့တယ်တကယ်တော့ဒီစစ်ပွဲကြီးကရုတ်တရက်ကြီးဖြစ်လာတာမဟုတ်ဘူးဗျာဥရောပနိုင်ငံကြီးတွေကြားမှာအားပြိုင်မှုတွေနေချစ်ချင်တဲ့စိတ်တွေကတောက်လောင်နေတာကြားပြီးအဲ့ဒီအချိန်မှာAustria-Hungary အင်ရှင်မင်းသား Archduke Franz Ferdinand ကိုဆာဘီးယားလူငယ်တယောက်ကလောက်ကျန်ထပ်ဖြတ်လိုက်တာဟာရန်ပုံကိုမီးပွားနဲ့တိုးလိုက်တယ်လို့ဖြစ်သွားတာပဲတနိုင်ငံနဲ့တနိုင်ငံချုပ်ထားတဲ့မဟာမိတ်စာချုပ်တီကြောင့်မဆိုင်တယ်လို့နေလို့မရတော့ပဲတကဘာလုံးစစ်မီဟုံးဟုံးတောက်သွားတာပေါ့စစ်မီပင်ကအချင်းတွေကိုမြင်အောင်ကြည့်ပါအောင်အဲ့ဒီတုန်းကကတုတ်ကျင်းစစ်ပွဲလို့ခေါ်တဲ့ trench warfare တွေကနာမည်ကြီးပဲစစ်သားတွေဟာမြေကြီးထဲမှာလူတရက်စာကြောကျင်းတွေတူးပြီးလာပေါင်းများစွာနေခဲ့ကြရတာအဲ့ဒီကျင်းတွေထဲမှာရေတွေလှန်ရွှွန့်တွေပုတ်ကြွက်တွေကလည်းအကောက်ကြီးကြီးတွေနဲ့လူသေးအလောင်းတွေကိုကိုက်စားနေကြတာဗျစစ်သားတွေခမညာရန်သူကြီးစံကိုကြောက်ရတယ်လို့ကတုတ်ကျင်းခြေတော်လို့ခေါ်တဲ့ခြေတော်အသားတွေပုတ်တဲ့ယောဂကိုလည်းရင်ဆိုင်ခဲ့ကြရတယ်နောက်ပြီးဒီစစ်ပွဲကနီးပညာအသစ်တွေစမ်းသပ်တဲ့ကွင်းပြင်ကြီးလိုပဲအရင်တုန်းကမြင်းစည်းပြီးဓာတ်နဲ့တိုက်တဲ့ခေတ်ကနေအခုတော့တင်ကားကြီးတွေမြေပြင်ပေါ်ဒလင့်လင့်တက်လာတယ်ကောင်းငင်မှာလည်းတိုက်လီရင်တွေစပြန်လာပြီပိုပြီးကြောက်ဖို့ကောင်းတာကဓာတုလက်နက်တွေပဲကလိုရင်ဓာတ်ငွေ့လေးလွှတ်လိုက်တဲ့အခါစစ်သားတွေခမဘာမှမမြင်တော့ပဲအဆုတ်တွေလောင်ပြီးတေကြရတာတကယ့်ငရေခမ်းမှာပဲဗျဒါပေမဲ့ဒီအမောင်ထုကြားထဲမှာမှတကယ့်ကိုအလင်းရောင်တစ်ခုဖြစ်ရရှိခဲ့တယ်အဲ့ဒါကတော့1914ခုနှစ်ကခရစ်စမတ်အပြည့်အခက်ရစဲရေးပေါ့ခရစ်စမတ်ညမှာဂျာမန်စစ်သားတွေကသူတို့ကတုတ်ချင်းထဲမှာခရစ်စမတ်တစ်ပင်လေးတွေစိုက်တချင်းတွေဆိုကြတယ်အဲ့ဒါကိုတစ်ဖက်ကဗြိတိန်စစ်သားတွေကကြားတော့လိုက်ဆိုကြရင်းနဲ့နှစ်ဖက်စလုံးကလူသေးနေမြေထဲကိုလက်နဲ့မပါပဲထွက်လာကြတာတယောက်နဲ့တယောက်ဓာတ်ပုံတွေပြ secret တွေလဲနောက်ဆုံးဘောလုံးကွေးတောင်ကစားခဲ့ကြသေးတယ်ဗျမနှက်ဖြန်ကြရင်ပြန်ပြေးရမယ်ရန်သူတွေဆိုတာကိုမေ့ထားပြီးလူသားချင်းစာနာမှုကခဏရအနံ့ရသွားတဲ့အခိုက်အတန့်လေးပေါ့ဒီစပွဲကြီးဟာ၄နှစ်ကျော်ကြာပြီး1918မှာပြီးသွားတဲ့အခါကဘာကြီးကအရင်လိုဘယ်တော့မှပြန်မဖြစ်တော့ဘူးအင်ပါယာကြီး၄ခုလုံးပြိုလဲသွားတယ်နိုင်ငံအသက်တွေအများကြီးပေါ်လာတယ်အဆိုးဆုံးကတော့လူပေါင်း20တန်းနီးပါးအသက်ဆုံးရှုံးခဲ့ရတာပါပဲဒါပေမဲ့တစ်ဖက်ကကြည့်ရင်ဒီစစ်ပွဲကြောင့်အမျိုးသမီးတွေဟာအိမ်ပြင်ထပ်ပြီးအလုပ်တွေလုပ်ခွင့်ရလာတယ်ဆေးပညာနဲ့နီးပညာတွေလည်းအဟုန်အရှိန်နဲ့တိုးတက်လာခဲ့တာပေါ့လေသမိုင်းပညာရှင်တွေကတော့ဒီပထမကဘာစစ်ဟာနောက်ထပ်20နှစ်အကြာမှာဖြစ်လာမယ်ဒုတိယကဘာစစ်ကြီးကိုမျိုးစေ့ချပေးလိုက်တာလို့တောင်ပြောခဲ့ကြတယ်